လီယာဆိုတာနဲ့တော်တော်များများကတခိုးကြီးတဲ့ prophet ကြီးတယောက်လိုပဲတည်ကြတာများတယ်ဒါပေမဲ့ဒီနေ့မှာတော့သူ့ရဲ့ဇလန်းကိုအဲ့ဒီလိုတခိုးရှင်တယောက်အနေနဲ့ပဲကြောင့်မဟုတ်ဘဲကျွန်တော်တို့လိုပဲခန်းစားချက်တွေအားနည်းချက်တွေရှိတဲ့ရှော့ထွင်းနေတဲ့လူသားတယောက်ဖြစ်နေအတွင်းကြကြလေးလာကြည့်ကြအောင်ကဲဒီမေခွန်းလေးကိုတစ်ချက်လောက်စဉ်းစားကြည့်ရအောင်ကိုတီးသမျှအထဲမှာအတန်မာဆုံးအကြံခိုင်ဆုံးလို့ထင်ရတဲ့လူတယောက်ယူတရက်ပြိုလဲတော့တဲ့အခါဘာဖြစ်သွားမလဲဒီအကြောင်းအရာကပဲဒီနေ့ပြောမယ့်ဇလန်ရဲ့အဓိကအချက်အချပါပဲအင်အားနဲ့အားနည်းချက်ကြားကခြားနားမှုကိုဖော်ပြမှာပါအေလီယာရဲ့ဇလန်ကိုကြည့်လိုက်ရင်လေဒီလိုတစ်ဖက်နဲ့တစ်ဖက်လုံးဝဆန့်ကျင်နေတဲ့ပုံရိပ်နှစ်ခုကိုတွေ့ရမှာတယောက်ကကောင်းကင်ကမီးကိုတော့အမိတ်ပေးခေါ်ချနိုင်တယ်သူနောက်တစ်ယောက်ကတော့တေးချင်လောက်အောင်စိတ်သက်ကြပြီးပြိုလဲနေတယ်သူဒီလူနှစ်ယောက်ကတယောက်တည်းပဲဆိုတာယုံနိုင်ကြတော့မရှိဘူးနော်အဲ့ဒီပฏิပတ်ခကပဲသူ့ရဲ့လူသားဆန်တဲ့ဘတ်ချမ်းကိုပို့ပြီးပေါ်လွင်စေတာပါကဲဇလန်ကိုသူ့ရဲ့အောင်မြင်မှုအထွတ်အထိပ်ကာလကနေစလိုက်ကြရအောင်အေလီယာဟာတကယ်ကိုမီးလို့ prophet တယောက်ပါပဲအထွတ်အဖြစ်အကျင့်ပြပွေရင်အာဟတ်နဲ့မေဖျားရေစပေတော့အဆိုးနေတဲ့အချိန်မှာပေါ့သူ့ရဲ့တန်ကိုအောင်တာပါအဲ့ဒီချိန်မှာအထွတ်အထိပ်ကိုရောက်ခဲ့တယ်သူ့ရဲ့တန်ကိုဘလို့တိဆောက်ခဲ့လဲဆိုတာကြည့်အောင်ပထမဆုံးဘီရင်အာဟပ်ကိုရင်ဆိုင်ပြီးတိုင်းတီမှာမိုးခေါင်မယ်လို့ကြီးညာခဲ့တယ်ပြီးတော့ဘာဖြစ်လဲခေရဲ့ချောင်းသားမှာကြီးကြတောင်သူ့ကိုစားလာကြွေရတယ်နောက်ပြီးမူဆူမတယောက်ရဲ့အိမ်မှာမခုံနိုင်တဲ့မုံကျင်နဲ့စီဝဖန်ပြီးပေးခဲ့တယ်အဲ့ဒီပို့ပြီးအမောင်းကောင်းတာကအဲ့ဒီမူဆူမရဲ့တင်းနေတဲ့တားတော့ပြန်ရှင်းအောင်လုပ်နိုင်ခဲ့တယ်ရင်းကပဲ prophet မလုပ်နိုင်ခဲ့တဲ့အမှုမျိုးလေအခုသူ့ရဲ့အထင်ရှားဆုံးရင်ဆိုင်တွေ့ဆုံမှုကိုကြည့်ကြရအောင်ကရီမီလာတောင်ပေါ်ကမြင်ကွင်းကိုမြင်ရောင်ကြည့်လိုက်ပါတစ်ဖက်မှာဖျားသခင်ရဲ့ prophet အေလီယာတယောက်ထဲတော့ဟိုဘက်မှာတော့ဗာလနဲ့အာရှရာနတ်ဖျားအဒူရောင်တွေရဲ့ prophet တွေအယောက်850တောင်တယောက်နဲ့850ဒီစရာကိုကြည့်တာနဲ့တင်သူဘလောက်ထိတယောက်ထိရက်တိခဲ့ရလဲဘလောက်ရဲစွမ်းတတ်တိရှိလဲဆိုတာထင်ထင်ရှားရှားမြင်နိုင်ပါတယ်အဲ့တောင်ဝန်ကဘာတွေထိခဲလဲဆိုတော့ပထမဆုံးအေလီယာကစင်ခေါ်လိုက်တယ်ယေဇဘယ်လည်းနှစ်ခုစောင့်မယ်ဒါပေမဲ့ဘယ်သူမှကိုယ့်လက်နဲ့ကိုမီးမွေးခြင်းမရှိဘူးတဲ့အဲ့တော့ဘာလာရဲ့ prophet တွေအရင်ဆက်လုပ်ကြတာပေါ့နိုင်ပေါင်းများစွာအော်ဟစ်တယ်ခခုန်တယ်ကိုဓာတ်နဲ့တောင်ရှက်ကြတယ်ဒါပေမဲ့ဘာမှထူးမလာဘူးအေလီယာကတော့လှောင်သေးတယ်ပြီးတော့အေလီယာကလေသူကဖျားသခင်ရဲ့ Yisbelen ကိုပြန်တီဆောက်ပြီးအပေါ်ကနေရေတွေအများကြီးလောင်ချလိုက်တယ်ရေအိုးကြီး12အိုးစာတော့နော်ပြီးတော့ဆူတောင်းလိုက်တာနဲ့ကောင်းကင်ကနေမီးကျလာပြီး Yis ကောင်ရောထင်းရောကြောက်ခဲရောလောင်ထားတဲ့ရေတွေပေါ့အကုန်စင်လောင်ကျွမ်းသွားရောဒါကတကယ်ကိုပြတ်သားအောင်ပွဲပဲအဲ့ဒီအောင်ပွဲပြီးမှနောက်ထပ်အော်စရာတစ်ခုဆက်ဖြစ်ခဲ့တယ်တိုင်းပြည်မှာ3နှစ်လုံးလုံးမိုးခေါင်နေခဲ့တာလေအေလီယာကဆူတောင်းတယ်တခါတည်းနဲ့မရဘူးခုနှစ်ကျင်းတိဆူတောင်းခဲ့ရတယ်အဲ့ဒီနောက်မှာတိုင်သေးသေးလေးတစ်ခုပေါ်လာပြီးမိုးတွေတီးမေးကြီးရွာချလာတော့တာပဲသူ့ရဲ့ဇွဲနဲ့ယုံကြည်ခြင်းကတကယ်ကိုအားကြီးတာပဲဟုတ်ပြီအခုထိတော့အေလီယာရဲ့ကြီးကျယ်ခါနာတဲ့အောင်ပွဲတွေအကြောင်းပြောခဲ့ကြပြီဒါပေမဲ့ဇလန်ကဒီမှာပဲရက်မတော်ဘူးအခုသူ့ဘဝရဲ့အမြင့်ဆုံးနေရာကနေအနှိမ့်ဆုံးကိုရုတ်တရက်ထိုးကျသွားတဲ့အပိုင်းကိုရောက်လာပါပြီတကယ်ကိုမထက်မဲ့ထားတဲ့အလဲပြောင်းတစ်ခုပေါ့အဲ့ဒီပြောလဲမှုကဘဲကစလဲဆိုတော့ဒီချင်းချော့စကားတခွန်းကနေစားတာပါမိဖူရရေးဆက်ဘဲကပြောလိုက်တာမင်းသူတို့ကိုတတ်တယ်လို့ပဲမနေ့ပြန်ဒီအချိန်မှာမင်းကိုငါပြန်မတက်ရရင်ငါ့ကိုနတ်ဖျားတွေတန်းခတ်ပါစေတဲ့အဲ့ဒီစကားတခွန်းကြောင့်ပဲ prophet ကြီးအေလီယာထပ်ပြေးပါလေရောဒါကတကယ်ကိုအံ့ဩစရာပဲနော် prophet 850ကိုတယောက်တည်းရင်ဆိုင်ရဲတဲ့သူကောင်းကင်ကမီးကိုခေါ်နိုင်တဲ့သူကမိန်းမတယောက်ရဲ့ချင်းချောက်မှုတစ်ခုကြောင့်သူ့ထက်ကိုကဲဖို့အလန့်တကြားထပ်ပြေးခဲ့ရတယ်အောက်ပွဲရဲ့အထွတ်အထိပ်နဲ့ဒီကြောက်ရွံ့မှုကြားကကွာခြားချက်ကတော်တော်ကြီးပါတယ်အဲ့ဒီလိုထပ်ပြေးရင်းနဲ့တမျက်စိပင်အောင်မှသူလုံးမပြိုလဲသွားခဲ့တယ်ပြီးတော့ဖျားသခင်ကိုဒီလိုပြောခဲ့တယ်တော့ပါပြီအခုကကျွန်တော်အတကုနှုတ်ယူလိုက်ပါတော့ကျွန်တော်ကဘိုးပီတွေဘာမှမထူပါဘူးတဲ့ဒါတို့ရဲ့အနှဆိုင်ဆုံးစစ်ပြအားငယ်မှုနဲ့ထွက်ပေါ်လာတဲ့အတိုင်းပဲမော်ဘီလို့ပြောရတဲ့အများကြီးပို့ပါပဲသူဟာတန်ကိုဘလော့ကြီးနော်ဆိုတော့တူလဲလူသားတယောက်ပါလားဆိုတာကိုရှင်းရှင်းလင်းလင်းပြလိုက်တာပဲအေလီယာရဲ့အခြေအနေကိုဒီနေ့ခေတ်စေပညာရှုထောင့်ကနေကြည့်မယ်ဆိုရင်ဒါကို burn out လို့ခေါ်ကြမှာပဲဆိုလိုတာကကြာရှည်ခံစားနေရတဲ့ဖိအားတွေတယောက်ထက်ရုန်းကန်ရတဲ့ဝန်ထုတ်ဝန်ပိုးတွေကြောင့်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာရောစိတ်ထက်ပိုင်းဆိုင်ရာပါလုံးဝကိုပင်ပန်းနွမ်းနေပြီးကုန်ခန်းသွားတဲ့အခြေအနေမျိုးပေါ့ကဲပြိုလဲသွားတဲ့အေလီယာဘလို့ပြန်ပြီးနာလန်ထူလာခဲ့တယ်လေအခုအဲ့ဒီပိုင်းကိုကြည့်ကြရအောင်စိတ်ဝင်စားစရာကောင်းတာကဖျားသခင်ကသူ့ကိုကူညီတဲ့အခါမှာအရင်လိုကြီးကျယ်တဲ့တန်ခိုးတွေလည်းမဟုတ်ပဲအရန်ကိုနူးညံ့တိမ်မွေ့ပြီးနစ်သိမ့်မှုပေးတဲ့နီလာနဲ့ချင်းကပ်ခဲ့တာပါပဲသူ့ရဲ့နလန်ထူခရီးကဒီလိုစခဲ့တယ်ကောင်းကင်တမန်တပန်းကသူ့တဲ့အစားအစာနဲ့ရေကိုယူလာပေးခဲ့တယ်အဲ့ဒီအစားအစာရဲ့အားနဲ့ပဲသူကနေပေါင်း40ညပေါင်း40ခရီးဆက်နိုင်ခဲ့ပြီးဖ
ဖျားတခင်တောင်ပြတဲ့ Hollywood တောင်ကိုရောက်သွားခဲ့တယ်အဲ့ဒီမှာကူတကူထဲမှာခိုလုံခဲ့တာပေါ့ အဲ့ဒီကူထဲမှာရှိနေတော့ရုတ်တရက်လေပင်တစ်ချက်တိုက်လာတယ်ကြောက်ဆောင်တဲ့တောင်ကွဲအပ်သွားတဲ့အထိဖင်းထန်တယ်ဒါပေမဲ့ဖျားတခင်ဟာအဲ့ဒီလေထဲမှာရှိမနေခဲ့ပါဘူး ဒီပြင်းတိုက်ပြီးရင်လာမှာတော့ငလင်လှုပ်လာပြန်ရောဒါပေမဲ့ဖျားတဲ့ခင်ဟာအဲ့ဒီငလင်ထဲမှာလည်းရှိမနေခဲ့ပါဘူး ငလျင်ပြီးတော့မီးလောင်လာတယ်ကာရမီလာတောင်ပေါ်ကလိုမီးမျိုးပေါ့ဒါပေမဲ့အန်အောစရာကဖျားတခင်ကအဲ့ဒီမီးထဲမှာလည်းရှိမနေခဲ့ပြန်ဘူးအဲ့လိုကြီးချက်ခံထားတဲ့အရာအလုံးပြီးတော့တဲ့အခါမှာတိတ်ဆိတ်ငိမ့်သက်ခြင်းနဲ့အတူတိုးတိုးလေးပြောလိုက်တဲ့အတန်တန်ကိုကြားလိုက်ရတယ်အဲ့ဒီတိုးငင်းတဲ့အတန်ထဲမှာဖျားတခင်ရဲ့တီးရှိမှုကိုတူတကယ်တွေ့ရှိခဲ့ရတာပါအေလီယာရဲ့အတွင်းစိတ်တွေကမုန်တိုင်းအတွက်အကောင်းဆုံးအဖြစ်ကတိုးငင်းတဲ့အတန်လေးတစ်ခုဖြစ်နေခဲ့တာပေါ့ ကဲဇလန်ရဲ့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာအေလီယာဟောဘလို့ပြန်လဲတိဆောက်ခံရတယ်လဲဆိုတာကိုတွေ့ရမှာပါသူဟာတလျောက်တဲ့တိုက်ပွဲဝင်နေတဲ့သူရဲ့ကောက်တယောက်မဟုတ်ဘူးဆိုတာကိုသင်ယူခဲ့ရပြီရေရှည်အတွက်ရည်ရွယ်ချက်အသစ်ကိုရရှိခဲ့ပါတယ်သူ့ကိုအားဖြစ်ဖြစ်ဆုံးဖွင့်ပြချက်ကတော့ထီကိန်းခဏန်းပါပဲ9000ဖျားသခင်ကသူ့ကိုပြောခဲ့တယ်မင်းတယောက်တည်းမဟုတ်ဘူးဘာလာရှေ့မှာဒူးမထောက်တဲ့သစ္စာရှိသူနောက်ထပ်9000ကျန်ရဲတယ်ဒီစကားကသူ့ရဲ့တယောက်တည်းဖြစ်နေတဲ့ဆိုတဲ့ခံစားချက်ကိုလောပြော့ကွယ်ထွားစေခဲ့ပါပဲအဲ့ဒီနောက်မှာတော့ဖျားသခင်ကသူ့ကိုစိတ်ပြတ်အားငယ်မှုထဲကနေဆွဲထုတ်ပြီးအနာဂတ်ကိုမျှော်ကြည့်စေမဲ့တာဝန်အသစ်တွေပေးခဲ့တယ်။စီးရီးယားပြည်အတွက်ဘယင်တစ်တစ်ပါးကိုဖေးထိပ်ပေးရမယ်။ဣသရေလပြည်အတွက်ဘယင်တစ်တစ်ပါးကိုဖေးထိပ်ပေးရမယ်။ပြီးတော့အရေးကြီးဆုံးကသူ့နေရာကိုဆက်ခံမဲ့အေလိရှေကိုဖေးထိပ်ပေးရမယ်ဆိုတာပါပဲ။ဒီနေရာမှာသူ့ရဲ့အမှတ်တညာဟာလုံးဝပြောင်းလဲသွားခဲ့တယ်။သူဟာတကိုယ်တော်စစ်သူရဲ့ကြီးမဟုတ်တော့ဘူး။သူ့ရဲ့တာဝယ်သူ့ရဲ့အမွေအနှစ်ကိုနောက်မျိုးဆက်စီလက်ဆင့်ကမ်းပေးရမယ်လမ်းညွန်သူဆရာတယောက်ဖြစ်လာခဲ့ပါတယ်ကဲဒီဇာလန်ကိုဒီမေခွန်းလေးနဲ့အဆုံးသတ်လိုက်ကြရအောင်တကယ်ခွန်အားအစစ်အမှန်ဆိုတာကျွန်တော်တို့အမိန့်ပေးနိုင်တဲ့မိလိုတငိုးတွေထဲမှာရှိတာလားဒါမှမဟုတ်နောက်ဆုံးမှာကိုအတွင်းစိတ်ရဲ့တိတ်ဆိတ်ခြင်းထဲမှာကြားလိုက်ရတဲ့တွင်းချင်းတဲ့အတန်လဲတစ်ခုထဲမှာရှိနေတာလား